ညံကောင်းအောင်လုပ်နည်းနံပါတ်1မှတ်ဉာဏ်ကိုသုံးပါမသုံးရင်ဆုံးရှုံးမည်အုံနောက်လုပ်ငန်းများဟာစက်သားများကဲ့သို့ပင်သုံးဆွဲပြီးမှသာတန်စွမ်းကောင်းမွန်လာမည်ဖြစ်ပါသည်စက်သားများပို၍သုံးလျင်တန်စွမ်းလာသလိုအုံနောက်ကိုသုံးပြီးမှမှတ်ဉာဏ်ပိုကောင်းလာနိုင်ပါသည်အကြောင်းအရာအသစ်များကိုလေ့လာသင်ယူပါသင်နေ့စဉ်ပြုလုပ်သောပုံမှန်လုပ်ငန်းများနှင့်ကွဲပြားခြားနားသောလှုပ်ဆောင်မှုများကိုပြုလုပ်ပါစကေလူပွဲများနားထောင်ပါခရီးထွက်ပါတူရိယာတန်စင်များစီးခတ်တက်လင်စီးခတ်ပါအုံနောက်အားဆက်သွယ်မှုအသစ်များရရှိစေခြင်းဖြင့်မှတ်ဉာဏ်စွမ်းရည်တိုးတက်လာပါမည်နံပါတ်2အုံနောက်ကလပ်စီများမြင့်တင်ရန်ကျန်းမာရေးနဲ့ညီညွတ်သည့်စည်းချက်ကိုစားပါကနေဒါနိုင်ငံတွင်လေးလာမှုအရအသက်ကြီးပုဂ္ဂိုလ်များကယ်လိုရီအထူးအစားပါဝင်မှုများသောစည်းချက်ပါဝင်သည့်အစားအစာများစားစေခြင်းဖြင့်မှတ်ဉာဏ်နှင့်ဉာဏ်စမ်းမေးခွန်းဖြေဆိုမှုပိုကောင်းလာကြောင်းသိရှိကြရပါတယ်အဆိုပါစည်းချက်များကိုစတီးဝလံဟင်းသီးဟင်းရွက်နှင့်ဂျုံကျန်းဆန်ကျန်းတို့မှရရှိနိုင်ပါတယ်၎င်းတို့မှဂလူးကို့စ်ဓာတ်ကိုအုံနောက်ထဲရောက်အောင်တဖြည်းဖြည်းပို့လွှတ်ပေးပါတယ်အချိုတကြားအိုက်စခရင်စသည်တို့မှာအုံနောက်သို့မြန်မြန်ရောက်စေတော့လဲအာယုံဆုဆိုင်မှုနည်းပါးစေပါတယ်အစီထူငါတပတ်တစ်ကြိမ်စားပေးခြင်းဖြင့်မှတ်ဉာဏ်ကောင်းစေသောအုံနောက်အတွင်းရှိအစိတ်အပိုင်းကိုအားပေးပါတယ်နံပါတ်3နီးမြူဟာများရေးဆွဲပါတစ်ချိန်တွင်လှုပ်ရှားဆောင်ရွက်မှုတစ်ခုသာလျှင်ပြုလုပ်ရန်နီးမြူဟာရေးဆွဲပါသူတေသနတွေ့ရှိချက်အရလုပ်ငန်းတာဝန်တွေအများကြီးဆောင်ရွက်ရန်စီစဉ်ခြင်းသည်မှတ်ဉာဏ်နှင့်အာယုံဆုဆိုင်မှုကိုညံ့ဖျင်းစေကြောင်းတွေ့ရှိထားရပါသည်လူတစ်ယောက်အားမိတ်ဆက်ပေးသည့်အခါတစ်စက္ကန့်လောက်အချိန်ပေးပြီးမှထိုသူ၏နာမည်ကိုပါးစပ်မှအတန်ကျဲကျဲထွက်ပြီးရွှေ့လိုက်ပါစာဖတ်တဲ့အခါအလုပ်လုပ်တဲ့အခါတိတ်ဆိတ်ငြိမ်သက်သောအခန်းထဲတွင်လုပ်ပါသူဉဏ်တများကသင်၏စိတ်ထဲတွင်အစမ်းလှုပ်ဆောင်ကြည့်နိုင်စွမ်းရည်ကိုနှိမ့်ကွေးစေပါတယ်ပြင်ပတွင်တကယ်မဆောင်ရွက်မီကြိုတင်အစမ်းလှုပ်ဆောင်ခြင်းကမှတ်ဉာဏ်တည်ဆောက်ရန်နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်